တောက်ကြနေမွေးသူများအတွက်2026ခုနှစ်6လပိုင်း8ရက်နေ့မှ14ရက်နေ့အထိတပတ်စာမြန်မာရိုးရာပြည်တွင်ဟောစာတမ်းဒီတပတ်မှာတောက်ကြနေမွေးသူတွေအတွက်ပျော်ရွှင်စရာသတင်းကောင်းတွေနဲ့အခွင့်အရေးသစ်တွေဝင်လာနိုင်တဲ့အချိန်ဖြစ်ပါတယ်။မိမိရဲ့စူးစမ်းအားထုတ်မှုတွေကိုအတိအမှတ်ပြုခံရပြီးတိုးတက်မှုတွေမြင်လာရနိုင်ပါတယ်။တောက်ကြနေမွေးသူများအတွက်အလုပ်စီးပွားရေးကတော့လုပ်ငန်းခွင်မှာအခွင့်အရေးကောင်းတွေပေါ်လာနိုင်ပါတယ်။အမှုပညာအယောင်းဝယ်မီဒီယာနဲ့အွန်လိုင်းလုပ်ငန်းလုပ်သူများအတွက်အထူးကံကောင်းနိုင်ပါတယ်။လုပ်ဖို့ကင်ဘက်တွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေအဆင်ပြေလာနိုင်ပါတယ်။တောက်ကြနေမွေးသူများအတွက်ငွေကြေးကံကတော့ငွေဝင်ကံကောင်းနေပြီးမျှော်လင့်မထားတဲ့ဝင်ငွေတွေရရှိလာနိုင်ပါတယ်။သို့တော့အလှပဖက်ရှင်နဲ့အပျော်သုံးစည်းတွေများနိုင်တာကြောင့်စနစ်တကျစီမံခန့်ခွဲဖို့လိုပါတယ်။တောက်ကြနေမွေးသူများအတွက်အခြေရေးကတော့စိန်ကိုတွေအတွက်စိတ်ဝင်စားဖွယ်ကောင်းတဲ့လူတစ်ယောက်နဲ့ဆုံတွေ့နိုင်ပါတယ်။ချစ်သူရှိသူတွေကတော့နားလည်မှုနဲ့ချစ်ခင်မှုတွေပုံမူတိုးလာပြီးပျော်ရွှင်စရာအချိန်တွေကိုအတူဖြတ်တန်းရနိုင်ပါတယ်။တောက်ကြနေမွေးသူများအတွက်ကျန်းမာရေးကတော့အေးရေးမဝခြင်းခေါင်းကိုက်ခြင်းနဲ့မျက်စိညောင်းညခြင်းတို့ကိုသတိထားပါ။ဖုန်းနဲ့ကွန်ပျူတာအသုံးပြုချိန်ကိုမျှတအောင်ထိန်းညှိပါ။တောက်ကြနေမွေးသူများအတွက်ရှောင်ရန်ကတော့မလိုအပ်ပဲငွေကြေးဖြုန်းတီးခြင်းစိတ်လိုက်မှန်ပါဆုံးဖြတ်ခြင်းအတင်းအဖျင်းစကားများခြင်းတို့ရှောင်ပါတောက်ကြနေမွေးသူများအတွက်ဆောင်ရန်ကတော့တောက်ကြနေတွင်ပန်းရောင်ပန်းလှူဒန်းပါမိဘဆရာသမားများအားကြော့ပါပန်းရောင်အသုံးဆောင်လေးများဆောင်ထားပါကံကောင်းစေသောအယောင်ပန်းရောင်အဖြူရောင်တို့ဖြစ်ပါတယ်ကံကောင်းစေသောကဏ္ဍတွေကတော့689ကဏ္ဍတို့ဖြစ်ပါတယ်ကံကောင်းစေသောနေ့တွေကတော့ဗုဒ္ဓဟူးနေ့မှာကံကောင်းစေပါတယ်ဒီတစ်ပတ်မှာအခွင့်အရေးကောင်းတွေကိုတေချာအသုံးချနိုင်ရင်အောင်မြင်မှုနဲ့ပျော်ရွှင်မှုတွေရရှိလာနိုင်ပါတယ်အခုလိုတပတ်စာပေတင်ဟောချက်တွေကိုအမြဲကြည့်ရှုခြင်းရင် like follow လုပ်ထားဖို့မမေ့နဲ့နော် subscribe လည်းလုပ်ပေးခဲ့ပါဦး